လက်နက်ကင်လေရင်ပြန်ပေးဆွဲသမားကိုဒေါသထွက်အောင်ဆန်ကမိတပ်ဘူးကိုဆွဲယူပြီးသူ့စီတက်တဲ့ချိန်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ပြန်ပေးဆွဲသမားရဲ့တနက်ထဲမှာကြည်အစ်စ်မပါဘူးဆိုတာကိုသူတေချာပေါက်သိနေလို့ပါပဲ။ငါတို့သိတယ်အဲ့ဒါကြည်အလွတ်တွေဆိုတာကဲဆက်လုပ်လေမင်းတနက်ကိုသာပြစ်လိုက်စမ်းပါ။တနက်တန်ထွက်ပေါ်လာပြီးနောက်မှာတော့စံတယောက်ဘာတန်ရမှမရပဲအဲ့ဒီနေရာမှာပဲမတ်တက်ရက်လျက်သာရှိနေခဲ့ပါတယ်။ဒါပေမဲ့လေရင်ခန်းထဲကနေရုတ်တရက်အော်ဟစ်တန်တစ်ခုထွက်ပေါ်လာခဲ့တယ်။အမျိုးသမီးခရီးသည်တယောက်သွေးရိုင်နဲ့လဲကျသွားပြီးပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့စံတယောက်အံ့ဩတုန်လှုပ်ပြီးအေးခဲသွားခဲ့ပါတော့တယ်။လွန်ခဲ့တဲ့နာရီအနည်းငယ်ကပြန်ပေးဆွဲခံထားရတဲ့လေရင်ဟာကြောက်ဆောင်ထူထပ်တဲ့လေပိုင်နယ်ထဲကိုဝင်ရောက်လာခဲ့ပါတယ်။လေကြောင်းထင်းချုပ်ရေမျှော်စင်ကနေလေရင်စီကိုအဆက်မပြတ်ဆက်သွယ်နေခဲ့ပေမဲ့ဘာတုံ့ပြန်မှုမှမရခဲ့ပါဘူး။သူတို့ရဲ့သတိပေးချက်တွေကတစ်ချိန်နဲ့တစ်ချိန်ပိုပြီးပြင်းထန်လာခဲ့ပါတယ်။ဒါပေမဲ့လေကြောင်းစီကန်းတွေကိုဘာမှနားမလည်တဲ့ပြန်ပေးဆွဲဂိုင်းကောင်းဆောင်မိုက်ကတော့ဂယုမဆိုင်ခဲ့ပါဘူး။သူဟာကြီးမားတဲ့အကြက်တဲကြီးတစ်ခုနဲ့ရင်ဆိုင်နေရပြီဆိုတာကိုလုံးဝမသိခဲ့ပါဘူး။အရေးကြီးဆုံးအချိန်ရောက်မှစံကရှေ့ထွက်လာခဲ့ပါတယ်။အကယ်၍သူတို့သာဆက်ပြီးအကြောင်းမပြန်ဘူးဆိုရင်လေကြောင်းထင်းချုပ်ရေမျှော်စင်ကလေရင်ပြန်ပေးဆွဲခံရကြောင်းတရားဝင်ကြေညာသွားလိမ့်မယ်လို့ပြန်ပေးဆွဲသမားတွေကိုသူကသတိပေးလိုက်ပါတယ်။ပြီးတော့လေရင်ကိုပြစ်ချဖို့အတွက်စစ်လေရင်တွေမကြခင်တက်လာလိမ့်မယ်လို့လည်းပြောခဲ့ပါတယ်။ဖီအားတွေကြောင့်မိုက်တယောက်ရွေးချယ်စရာမရှိတော့ပဲလေကြောင်းထင်းချုပ်ရေမျှော်စင်ကိုအကြောင်းပြန်ဖို့တွဲဖက်လေရင်မှုကိုလေရင်မောင်းကန်နဲ့လွတ်လိုက်ရပါတော့တယ်။ဘက်ကရက်ဒါကကင်းနန်းတူနိုင်ကပါကျွန်တော်တို့အဆက်အသွယ်ရဖို့၅ချိန်နိုင်စူးစမ်းခဲ့ပါတယ်။မျှော်စင်ဘက်မှာလေရင်အမှုထမ်းတွေရဲ့အချက်လက်အားလုံးရှိနေပြီးသားပါ။ရေဒီယိုကနေစကားပြောတဲ့သူကိုပြောင်းလိုက်ရုံနဲ့လေကြောင်းထင်းချုပ်ရေအဖွဲ့ကိုလှည့်စားလို့မရပါဘူး။အဲ့ဒီအစားလေရင်ပေါ်မှာတခုခုမှားယွင်းနေပြီဆိုတာကိုသူတို့ပို့ပြီးတေချာသွားစေခဲ့ပါတယ်။အရာအလုံးပေါ်ပေါက်တော့မယ့်အချိန်မှာပဲစံကရဲတင်းတဲ့အစီအစဉ်တစ်ခုကိုစဉ်းစားမိသွားပါတယ်။လေရင်မူကြီးကသူ့ဘာသာသူလေရင်မောင်းခန်းနဲ့ပြန်ဝင်သွားရင်ပြန်ပေးဆွဲသမားတွေတန်တရားဝင်သွားမယ်ဆိုတာကိုသိလို့သူနဲ့လေရင်မူကြီးတို့ကဟန်ဆောင်စက်ကွက်တစ်ခုကိုကြိုတင်စီစဉ်ခဲ့ကြပါတယ်။လေရင်မူကြီးကညှင်းဆန်တဲ့ပုံစံဟန်ဆောင်ခဲ့ပြီးလေရင်မောင်းခန်းနဲ့ပြန်ဝင်ဖို့ကိုတောင်ညှင်းပယ်ခဲ့ပါတယ်။ဒီတရုပ်ဆောင်မှုကိုပို့ပြီးယုံကြည်ရလောက်အောင်စံကလေရင်မူကြီးရဲ့ချစ်သူကိုအတုံးချပြီးချိန်ချောက်ဖို့အကြံပြုခဲ့ပါတယ်။တခြားရွေးချယ်စရာမရှိတဲ့အတွက်လေရင်မူကြီးကအတင်းကျပ်ခိုင်းစေခံရတဲ့ပုံစံဟန်ဆောင်ပြီးလေရင်မောင်းခန်းနဲ့ပြန်ဝင်သွားခဲ့ပါတယ်။ဒီဟန်ဆောင်မှုတစ်ခုလုံးကအပြစ်ပြောစရာမရှိအောင်ပြည့်စုံနေခဲ့ပါတယ်။မိုက်ကတော့စမ်းမြတ်ထောင်ချောက်ထဲကိုတဖြည်းဖြည်းဝင်ရောက်လာနေတဲ့ဆိုတာကိုလုံးဝမရိပ်မိခဲ့ပါဘူး။ဆက်သွယ်ရေးမပြတ်တောက်သွားခင်နောက်ဆုံးစက္ကန့်မှာပဲလေရင်မူကြီးကမြေပြင်ဖွဲနဲ့အဆက်သွယ်ရခဲ့ပြီးအချက်တဲကိုယာယီဖြေလျှော့ပေးနိုင်ခဲ့ပါတယ်။လေရင်မောင်းခန်းနဲ့ပြန်ရောက်နေတဲ့အချိန်မှာလေရင်မူကြီးကလေရင်လမ်းကြောင်းကို3ဒီဂရီတိတိလျှို့ဝှက်ပြောင်းလဲပစ်ခဲ့ပါတယ်။ဒီတင်းငယ်တဲ့လှုပ်ရှားမှုလေးကခရီးသည်200ကျော်ရဲ့အသက်ရှင်ကြံရည်ရေးအတွက်မျှော်လင့်ချက်ဖြစ်လာခဲ့ပါတယ်။စမ်းမြတ်ဒီငိမ်တဲ့လုပ်ရက်တွေကမိုက်ရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိသွားစေခဲ့ပါတယ်။ဒါပေမဲ့လန်ဒန်မြို့ကလေကြောင်းထိန်းချုပ်ရေးမျှော်စင်ဝန်ထမ်းတွေဟာလေရင်နဲ့ပတ်သက်ပြီးပုံမှန်မဟုတ်တာတစ်ခုခုကိုရှာဖွေတွေ့ရှိနေပြီဆိုတာကိုတော့သူမသိခဲ့ပါဘူး။လေရင်စီကနေလာနေတဲ့သတင်းချက်လက်တွေကတစ်ခုနဲ့တစ်ခုစက်ညင်ဘက်ဖြစ်နေပြီးအကြမ်းဖက်မှုနှိမ်နင်းရေးဌာနကပါပါဝင်လာတဲ့အတွက်ကင်းနန်းတူနိုင်လေရင်ဟာပြန်ပေးဆွဲခံရတယ်လို့တန်တရားဝင်စရာအကြောင်းပြချက်တွေအပြည့်အဝရှိနေခဲ့ပါတယ်။လေရင်မူကြီးကအားလုံးပုံမှန်ပဲလို့သတင်းပို့ခဲ့ပေမဲ့လေရင်ကိုစောင့်ကြည့်နေတဲ့အဲလီကတော့အန်ရရှိနေတာကိုအာရုံရနေသေးပါ။သူမကဓာတ်ရိုက်လေရင်လမ်းကြောင်းကိုချက်ချင်းဆွဲထုတ်ကြည့်လိုက်တော့ပြဿနာကိုအမြန်တွေ့သွားခဲ့ပါတယ်။လေရင်လမ်းကြောင်းကိုလူကိုယ်တိုင်3ဒီဂရီရွှေ့ထားတာပါ။ဒါကရာသီဥတုကြောင့်ဖြစ်တာမဟုတ်ပါဘူး။ဒါဟာလေရင်အမှုထမ်းတွေစီကနေတမင်တက်တက်ပေးပို့လိုက်တဲ့အကူအညီတောင်းအချက်ပြမှုတစ်ခုပဲဖြစ်ပါတယ်။လေရင်ပြန်ပေးဆွဲခံရပြီဆိုတာကိုအဲလီချက်ချင်းသိလိုက်ပါတယ်။ဒါပေမဲ့ဒူးဆန်းနာကလေရင်တစ်စင်းလုံးကိုထိန်းချုပ်ပြီးနောက်မှာသူတို့ကငွေလဲမတောင်းသလိုခီးသည်တွေကိုလည်းအနာတရားမဖြစ်စေခဲ့ပါဘူး။သူတို့ကလေရင်ကိုအင်္ဂလန်နိုင်ငံလန်ဒန်မြို့စီတက်တဲ့မောင်းဖို့ကိုပဲတောင်းဆိုခဲ့ကြတာပါ။သူတို့ကတနက်တွေကိုဝှေ့ရမ်းပြီးလူတိုင်းကိုကိုယ့်နေရာမှာပဲနေဖို့တတိပေးနေခဲ့ပါတယ်။ဒါပေမဲ့သူတို့မသိခဲ့တာကခီးသည်တွေကတယောက်ဟာလက်နက်လုပ်ငန်းမှာနှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့လက်နက်ပွဲစားတယောက်ဖြစ်နေတာပါပဲ။ပြန်ပေးဆွဲသမားတွေရဲ့တနက်တွေထဲမှာကြည်လွတ်တွေပဲပါတယ်ဆိုတာကိုသူချက်ချင်းရိပ်မိသွားပါတယ်။ဒီမတိုင်ခင်လေးမှာပဲအငိမ့်စားစစ်သား2ယောက်ဟာပြန်ပေးဆွဲသမားတွေနဲ့ရန်ဖြစ်ခဲ့ကြပါတယ်။အဲ့ဒီမှာတနက်တစ်လက်ကမတော်တဆပေါက်ကွဲသွားခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကလေရင်ပေါ်ကဘယ်ခီးသည်မှဒဏ်ရာမရခဲ့ပါဘူး။ပြီးတော့ဂျီယာတွေလည်းမကြံရစ်ခဲ့ပါဘူး။လေရင်အပြစ်နဲ့အတွင်းကလေပီအားကအစလုံးဝပြောင်းလဲမသွားခဲ့ပါဘူး။တဲလွန်စာတန်ကပြန်ပေးဆွဲသမားတွေရဲ့တနက်တွေထဲမှာကြည်အစ်စ်မပါဘူးဆိုတာကိုတက်တည်ပြနေပါတယ်။ဒီအန်ဟောစရာတွေ့ရှိမှုကနောက်ခီးသည်တယောက်ရဲ့အာယုံကိုချက်ချင်းဖန်ဆားသွားခဲ့ပါတယ်။ပြန်ပေးဆွဲသမားတွေလေရင်ပေါ်တက်လာကြတဲ့ကအဲ့ဒီအမျိုးသားဟာပြန်ချခြင်းနေခဲ့တာပါ။သူဟာဒီယာဇဝတ်ကောင်တွေကိုအမြဲတမ်းဆန့်ကျင်ခြင်းနေခဲ့တာပါ။ဒါပေမဲ့သူတို့လက်ထက်ကတနက်တွေကိုမြင်တော့သူဘယ်တော့မှမလှုပ်ရှားရဲခဲ့ပါဘူး။လက်နက်ပွဲစားပြောတာသာမှန်မယ်ဆိုရင်ခီးသည်200ကျော်ပူးပေါင်းလိုက်တာနဲ့ပြန်ပေးဆွဲသမား9ယောက်ကိုအလွယ်တကူနှိမ်နင်းနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဆန်ကတော့အခြေအနေကိုလုံးဝကွဲပြားစွာမြင်ပါတယ်။အတွေ့အကြုံရဲ့ညှိနှိုင်းရေးမှုတယောက်အနေနဲ့သူဟာစီးမြင့်တစ်ခုကိုအမြဲလိုက်နာပါတယ်။တက်တည်မပြနိုင်တဲ့ခံမှန်းချက်တစ်ခုပေါ်လူတိုင်းရဲ့အသက်ကိုလောင်းချင်းမထက်နိုင်ပါဘူး။ပြီးတော့သူ့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်တစ်ခုကြောင့်လူတိုင်းကိုအန္တရာယ်ထဲမဆွဲသွင်းနိုင်ပါဘူး။စံပြောတာတွေအားလုံးကယုတ်တိရှိပေမဲ့ပြန်ချမယ်ဆိုတဲ့အဲ့ဒီအမျိုးသားရဲ့ဆုံးဖြတ်ချက်ကိုတော့မပြောင်းလဲနိုင်ခဲ့ပါဘူး။သူကအသေးစိတ်အစီအစဉ်တစ်ခုကိုအမြန်ဆွဲလိုက်ပါတယ်။အမျိုးသားကလက်ကိုမြောက်ပြီးသူ့ဘော်ကဝန်ဆောင်မှုခလုတ်ကိုနှိပ်လိုက်ပါတယ်။လေရင်မဲ့တယောက်ချက်ချင်းရောက်လာပါတယ်။အမျိုးသမီးပြန်ပေးဆွဲသမားတယောက်ကလည်းအနောက်ကနေကပ်ပါလာခဲ့ပါတယ်။အမျိုးသားကအရန်နေမကောင်းဖြစ်နေတဲ့ပုံစံဟန်ဆောင်လိုက်ပါတယ်။သူဟန်ချင်လို့အိမ်သာသွားဖို့လိုတယ်လို့ပြောပါတယ်။သူတောင်းဆိုချက်ကိုညင်းလိုက်မယ်လို့သူထင်ခဲ့ပေမဲ့အန်ဩစရာကောင်းလောက်အောင်ပဲပြန်ပေးဆွဲသမားကချက်ချင်းသဘောတူလိုက်ပါတယ်။ဒါပေမဲ့သူမကအထူးအခြေအနေတစ်ခုကိုထပ်ဖြည့်ပြောခဲ့ပါတယ်။ခေါင်းပြီးသူ့ကိုခေါ်သွားဒါပေမဲ့အိမ်သာရေမဆွဲချနဲ့တကားကိုဖွင့်ထားပါ။တောင်းပန်ပါတယ်ငါအန်တော့မှာနော်လို့သူကပြောတော့ပြန်ပေးဆွဲသမားကငါကြည့်ကျင်တယ်။အကယ်၍သူသားလိန်နေတာဆိုရင်တော့ပြဿနာပိုကြီးသွားမယ်လို့ပြန်ပြောခဲ့ပါတယ်။နေမကောင်းဟန်ဆောင်နေတော့မဲ့ဖြစ်တဲ့အမျိုးသားဟာတခြားရွေးချယ်စရာမရှိပဲအိမ်သာထဲဝင်သွားရပါတော့တယ်။တကားကိုပိတ်လိုက်တာနဲ့သူနဲ့အတူပါလာတဲ့တ िश ူးစက်ကူကိုဆွဲထုတ်လိုက်ပါတယ်။ပြီးတော့သူလှုပ်ဝက်ထားတဲ့ဘောပင်ကိုထုတ်လိုက်ပါတယ်။သူကစက်ကူပေါ်မှာစားတစောင်းကိုအမြန်ရေးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲသူဘာလုပ်နေတယ်ဆိုတာကိုဖုံးကွယ်ဖို့အန်နဲ့အတန်တွေကိုတမင်တက်တက်ကြဲကြဲလောင်လောင်အော်ဟစ်နေခဲ့ပါတယ်။အပြင်မှာစောင့်နေတဲ့အမျိုးသမီးပြန်ပေးဆွဲသမားကိုအပြည့်အဝလှည့်စားနိုင်ဖို့အတွက်ပါအမျိုးသားဟာသူ့ကိုယ်သူအန်ချင်လာအောင်လက်ညှိုးနဲ့တောင်ထိုးလိုက်ခဲ့
ပါသေးတယ်သူအိမ်သားတွေကထွက်လာတဲ့အခါအမျိုးသမီးပြန်ပေးဆွဲသမားလှည့်အကြည့်ကိုစောင့်နေခဲ့ပါတယ်ပြီးတော့သူ့အစီအစဉ်တွေပါတဲ့စက်ကူကို business တန်းလူလျှောက်လမ်းပေါ်ကိုတိတ်တဆိတ်ချထားခဲ့ပါတယ်အိမ်သားကိုစစ်ဆေးပြီးမတင်ကားစရာဘာမှမတွေ့ရတဲ့အခါအမျိုးသမီးပြန်ပေးဆွဲသမားကအမျိုးသားကိုသူ့နေရာသူပြန်ခေါ်သွားခဲ့ပါတယ်မကြခင်မှာပဲအနီးနားကခီးတဲ့တယောက်ကချမ်းမြေပေါ်ကစက်ကူလုံးကိုသတိထားမိသွားပါတယ်လူတိုင်းကဒါဟာအဲ့ဒီအမျိုးသားစီကအရေးကြီးတဲ့ message တစ်ခုဖြစ်နိုင်တယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်မျက်မှန်တက်ထားတဲ့အမျိုးသမီးတဦးကအလွန်တတိထားပြီးချက်ချင်းသွားမကောက်ပါဘူးအဲ့ဒီအစားပြန်ပေးဆွဲသမားတွေအဝေးရောက်နေချိန်မှာစက်ကူလုံးကိုသူမခြေထောက်နဲ့ဖြည်းဖြည်းချင်းအနားရွှေ့ယူခဲ့ပါတယ်ပြီးမှငုံပြီးကောက်ယူလိုက်ပါတယ်စက်ကူထဲမှာအမျိုးသားရဲ့အစီအစဉ်တစ်ခုလုံးပါဝင်ပါတယ်ပထမအဆုံးပျောက်ဆုံးနေတဲ့ကြီးစံထိပ်ဖူးကိုရှာပါအကယ်၍ကြီးစံထိပ်ဖူးကိုမတွေ့ဘူးဆိုရင်စာဖတ်မီးကိုဖွင့်လိုက်ပါတနက်တွေမှာကြည်လွတ်တွေပဲပါသလားဆိုတာကိုအတီးပြုဖို့တခြားခီးတဲ့တွေစီကအကူအညီရယူဖို့အတွက်ဒီလျှို့ဝှက်အချက်ပြမှုကိုသုံးဖို့အမျိုးသားကစီစဉ်ခဲ့တာပါစာကိုရပြီးတာနဲ့အမျိုးသမီးကအစီအစဉ်ကိုချက်ချင်းအကောင့်ထဲပေါ်ပါတော့တယ်